အဲ့တော့ဒီ power station က all in one လို့ပြောလို့ရတယ်ခဏနဲ့ပြောသလိုပဲကိုမီးထုံးမဲ့မီးသုံးမဲ့နေရာတွေကိုမှကျိုးချိတ်ပြီးတော့မှသွားခြင်းနဲ့မီးပြတ်သွားပြီဆိုတော့ drive နဲ့သွားမယ်ဆို drive နဲ့မီးကိုဖွင့်ပြီးတော့မှသုံးမယ်ကျွန်တော်တို့ဒီမီးကိုကြောင်သွားမယ်ဆိုမီးကိုကြောင်မီးကိုဖွင့်ပြီးတော့မှသုံးမယ်အဲကန်ကိုသွားမယ်ဆိုရင်အဲကန်မှနေမယ်ဆိုအဲကန်မီးကိုဖွင့်ထားမယ်ဒါတွေအားလုံးကိုဖွင့်ထားမယ်ဆိုလည်းဖွင့်ထားမယ်အဲ့ဒီရှင်ရိုက်ပြီးရဆိုရင်ပိတ်မယ်ဒါကတနေရာလေးနဲ့လုံးဝအဆင်ပြေတယ်အဲ့ချိန်မှာpower bank ရှိပါဆိုတဲ့သူတွေပေါ့လေမီးပြတ်သွားလို့ wifi ကိုမှ power bank နဲ့ချိတ်ထားမယ်ဖုန်းသုံးနေမယ်သုံးနေရင်ဖုန်းကအားကုန်တဲ့ခါကျတော့ကျွန်တော်တို့အားသွင်းမှုအတွက်ကိုမှအဲ့ power bank တော့ဝယ်ပြန်သွားရမယ်အဲ့ wifi စက်ကြီးနဲ့မှတချို့ wifi စက်တွေကဒီလိုစင်ကျွန်တော်ပြောပြပေးမယ်ဒီလိုပဲကျွန်တော်ပုံစံမျိုးဖြစ်နေဘယ်လိုလုပ်ကြမလဲကြိုက်အဲ့နောက်မှပဲမတက်ရက်ပြီးတော့မှသုံးရမလို့ဖြစ်နေပြီတိတ်ပြီးအဆင်မပြေတဲ့ဟာတွေဗျာကျွန်တော်တို့ power station ကိုမှဈေးကြီးရဆိုရတဲ့သူတွေကိုမှဒါကကျွန်တော်နှိုင်းရှင်ပြီးတော့မှကျွန်တော်ပြောပြတာဖုန်းကလည်းအားကုန်ပြီရဆိုရင်အဲ့ wifi စက်နားမှာပဲသွားမယ် wifi လိုင်းကလည်းမပြတ်ချင်ဘူးဖုန်းကလည်းမရှိတော့ဘူးဆိုတော့အဲ့နားမှာပဲသွားပြီးတော့မှသုံးရမယ်အဲ့ချိန်မှာမီးထွန်းမဲ့ဆိုရတဲ့သူကလည်းဒီကနေပြီးတော့ထွန်းมาလားလုံးဝကိုအဆင်မပြေတော့ပန်ကမလုံးမဲ့ဆိုရတဲ့သူကရောပန်ကဖွင့်မဲ့ဆိုရတဲ့သူကဒီ power bank ကနေပြီးဖွင့်มาလားဒါကကျွန်တော်တွေးလို့ရအောင်လို့ဘယ်ဟာပိုအဆင်ပြေလဲဆိုတာကိုမှကျွန်တော်ကနှိုင်းရှင်ပြအောင်ပဲရှိသေးတယ်တကယ်တော့ power station တွေကဈေးမကြီးပါဘူးကျွန်တော်တို့သုံးနေတဲ့ဒီဟွာတွေဆိုတစ်ခုချင်းစီဟိုတို့ပေါင်းကြည့်လိုက်ပေါ့ဈေးတစ်ခုစဉ်ဒီကောင်စဉ်ကြည့်3000ဝယ်ထားလိုက် wifi UPS ယူမယ်ဆိုရင်ဒါအနည်းဆုံးကျွန်တော်ဈေးနဲ့တွက်ကြည့်အောင်1000အား6000ရှိတယ်နော်3000ဝယ်6000အဲ့နားမှာရင်9000ဝယ်လောက်ရှိနေပြီနော်ပါဘတ်တမိသားစုလုံးသုံးမယ်ဆိုရင်တော့အနည်းဆုံးဒီလို9000အားလောက်မှရှိတယ်ဒါခု9000အားစဉ်သိန်းကနန်းရှိနေပြီဒါတော့ကျွန်တော်မြဝတီဘက်မှာဝယ်တော့ကဘတ်နဲ့ကိုကျွန်တော်ပေးခဲ့ရတာဒီကောင်1900လောက်ကျွန်တော်ပေးခဲ့ရတာခုဈေးနဲ့ဆိုရင်တော့2သိန်းခွဲလောက်ရှိနေပြီ2သိန်းကျော်လောက်ရှိနေပြီ power station ရောက်တစ်ခုလေးနဲ့အားလုံးကိုမှတနေရာလေးနဲ့ပြီးသွားမယ်ကျွန်တော်တို့ဒီလိုပစ္စည်းတွေစုပြီးတော့မှဟိုလုံးနေမယ်ဆိုရင်အဲ့ပစ္စည်းရဲ့တန်ဖိုးတွေကိုပေါင်းကြည့်လိုက်ရင် power station တစ်လုံးစာလောက်တွားကြနေပြီဒါပေမဲ့ power station တော့သုံးရတာကောင်းလားဆိုတော့အဲ့ဒီသုံးရတာအဆင်မပြေဘူးဟောတနေရာစီမှာအားသွင်းရတဲ့စနစ်တွေကအစားအကုန်လုံး charging တွေကိုပြန်လိုက်လို့ရတယ် power station ရောက်တနေရာလေးပဲအားသွင်းရင်ပြီးပြီ